look for နဲ့ find ကမတူဘူးနော်ဒီနေ့အဲ့ဒီနှစ်ခုကိုမျှဝေပေးချင်ပါတယ်သူတို့နဲ့အတူ find out ကိုလည်းရှင်းပြပေးပါမယ်နော် like comment share လေးလုပ်ပေးထားဖို့မမေ့ပါနဲ့နော်တော့ကြအောင် look for အခုလောလောဆယ်ရှာဖွေနေတဲ့အခြေအနေကိုပြောတာမတွေ့သေးဘူးသူကရှာဖွေနေတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် I am looking for my phone she is looking for her keys what are you looking for looking for ရနောက်မှာလူကိုရှာတယ်ဆိုလို့ရှိရင်တယောက်ရောက်လိုက်မယ်ပစ္စည်းဥစ္စာကိုရှာတယ်ဆိုလို့ရှိရင်တစ်ခုခုလိုက်ရပါတော့ find ကြတော့ရှာဖွေတွေ့ရှိတယ်ရှာတွေ့သွားတာပေါ့ဥပမာ I found my key did you find your keys I can't find my wallet သူလည်းအဲ့လိုပါပဲ find ရနောက်မှာလူဆိုရင်လူပေါ့ပစ္စည်းဥစ္စာဆိုလို့ရှိရင်သိမ်းပေါ့တစ်ခုခုထည့်ပေါ့နော်သူရဲ့ verb form ကြတော့ find found found finding သူတို့နှစ်ခုရဲ့ကွာခြားပုံကတော့ I'm looking for my phone ဖုန်းရှာနေတယ်ငါဖုန်းကိုငါရှာနေတယ်အခုလောလောဆယ်ရှာနေတယ်ဆိုတော့ပုံစံမျိုးပြောတာ I found my phone ဆိုရင်တော့ရှာဖွေတွေ့ရှိသွားပြီဆိုတဲ့ပုံစံမျိုး find out ကြတော့အချက်လက်တစ်ခုခုကိုသိရှိသွားတယ်စုံစမ်းသိရှိတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဥပမာ I found out the truth find out what happened အချင်းချင်းအပြင်ပြောမယ်ဆိုလို့ရှင် look for ကခုလောလောဆယ်ရှာတယ် find ကြတော့ရှာဖွေတွေ့ရှိတယ် find out ကြတော့စုံစမ်းသိရှိသွားတယ်ဒါဆိုလို့ရှင်သူတို့သုံးခုကတော့မရောလောက်တော့ပါဘူးเนาะဒီသုံးခုကိုသုံးပြီးတော့မှမိမိကိုယ်ပိုင်ဝါကြများဖွဲ့ပြီးတော့ comment မှာရေးခဲ့ပေးဖို့မမေ့ပါနဲ့เนาะ see you on the next video have a happy life